HV Unlimitedကျွန်တော်ခုရပိုင်း history မှာ video generation တွေလုပ်ပြီးတော့ video တွေကျွန်တော်ရှောက်ထုတ်နေကြည့်တာ video 3နဲ့ဘာကွာခြားလဲဆိုပြီးတော့သိချင်လို့ပေါ့နော်အဲ့တော့ video 3နဲ့ဘာကွာခြားလဲဆိုပြီးကျွန်တော်လိုက်ပြီးတော့ရှောက်ဆန်းကြည့်တဲ့အခါမှာတော်တော်လေးကိုကွာခြားတယ်ဘယ်လိုကွာခြားလဲဆိုတော့စီးတန့်ရဲ့ကျွန်တော်တို့ရဲ့ prompt ပေးလိုက်တဲ့အပေါ်နားလည်နိုင်မှုက video 3ထက်ကိုတော်တော်လေးကိုကောင်းတယ်ပြီးတော့ character reference တွေအများကြီးပေးထားတယ်ဆိုလို့ရှိရင်တော့မှအဲ့ character reference တွေကိုမျက်နှာကိုတော်တော်လေးတူအောင်လုပ်ပေးနိုင်တယ် video 3မှာဆိုလို့ရှိရင်တော့မျက်နှာကိုတူအောင်လုပ်ပေးနိုင်တယ်ဆိုပေမဲ့နည်းနည်းလေးမျက်နှာကကိုယ့်ရဲ့ logo original ရုပ်ထက်ကိုတော်တော်လေးကွဲပြားသွားတာကိုသတိထားမိလိမ့်မယ်ဒါပေမဲ့စီးတက်မှာတော့အလုံးမဟုတ်ဘူးသူကကျွန်တော်မျက်နှာကို reference တစ်ခုပေးလိုက်ပြီဆိုတာနဲ့အဲ့ပေးလိုက်တဲ့မျက်နှာ reference တိုင်းကိုတထက်တည်းမဟုတ်ဘူးပေါ့နော်ကျွန်တော် AI generation ရဲ့သူတို့ရဲ့ rules and policy တွေအရာဒါပေမဲ့နီးစပ်ဆုံးတူအောင်လို့သူတို့ဘက်ကနေပြီးတော့လုပ်ထားပေးတာကိုကျွန်တော်တွေ့ရှိရတယ်အဲ့ဒီအချက်ကိုတော်တော်လေးသဘောကျတယ်ပေါ့နော်ကျွန်တော်တို့ကကိုယ့်ရဲ့ character reference တို့ near reference တို့ပြီးလို့ရှိရင်ဘယ်လိုဖြစ်ချင်တယ်ဆိုတဲ့အကြောင်းအရာတွေအကုန်လုံးကို prompt မှာခြာရေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်က reference ပဲပေးအောင်မယ်နောက်ကစီးတဲ့ engine generation နဲ့သူကပုံဖော်ဖန်တီးလိုက်တဲ့အခါမှာခုနကျွန်တော်ရှေ့မှာပြခဲ့တဲ့ video လိုမျိုးအဲ့လိုပုံစံတွေထွက်လာအောင်အဲ့ဒီချက်ကိုတော်တော်သဘောကျတာအဲ့တော့ဒီ video မှာကိုလိုကိုဘာတွေလာမျှဝေပေးတာလဲဆိုတော့ HV ကနေပြီးတော့ unlimited season ဆိုပြီးတော့သူတို့ရဲ့ package တစ်ခုကိုကြော်ညာထားတာရှိတယ်အဲ့ package ကသူက28ရက်ပဲသူပေးတာကျွန်တော်ဒီ video စတင်တဲ့အချိန်လောက်ကစမယ်ဆိုလို့ရှိရင်တော့26ရက်ဝန်းကျင်လောက်ပဲကျန်တော့မယ်လို့ထင်တယ်ဒါပေမဲ့သူက26ရက်ဝန်းကျင်ဆိုတာကကိုဝယ်လိုက်တဲ့နေ့ကနေပြီးတော့စပြီးသတ်မှတ်တာမဟုတ်ဘူးသူကဘယ်လိုလဲဆိုတော့ကျွန်တော်ဝယ်လို့ရတဲ့ကာလက20ရက်နေ့ကနေပြီးတော့28ရက်အတွင်းပဲသူကဝယ်လို့ရမှာဒီ history ရဲ့ unlimited season package ကသူတက်တန်းကုန်မရက်ကအတူတူပါပဲကျွန်တော်ဝယ်တဲ့ရက်ကစပြီးတော့28ရက်သတ်မှတ်တာမဟုတ်ပါဘူးအဲ့တော့ကိုလိုက history ရဲ့ season unlimited package ကို28ရက်နေ့ညမှဝယ်တယ်ဆိုလို့ရှိရင်တော့ကိုလို unlimited season သုံးလို့ရတဲ့ရက်က20ရက်ပဲကျန်ရှိမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတွေအနေနဲ့ကကိုက movie တကားစာလုံးထုတ်ဖို့အတွက်ကြံရထားတာရှိတယ်ကိုမှပုံတွေလည်းရှိပြီး prompt တွေလည်းရှိပြီးအစားအလိုမျိုးဖန်တီးဖို့ idea လည်းရှိတယ်ဆိုလို့ရှိရင်เนาะအခုဒီရက်ပိုင်းတွေမှာ history ကနေပြီးတော့သူ unlimited season ဆိုပြီးပေးထားတဲ့ package တွေကကိုလိုအတွက်တော်တော်လေးအဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်အားကြောင့်မို့လို့ဒီ information လေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ကိုလိုအနေနဲ့အများကြီးထုတ်ဆရာရှိတယ်ဆိုလို့ရှိရင်เนาะစောစောလေးကြိုပြီးတော့ဝယ်ထားတာတော့ပို့ပြီးတော့ကောင်းလိမ့်မယ်အဲ့တော့ကိုလူဒီမှာတွေ့လိမ့်မယ်ကျွန်တော်ဗီဒီယိုစရိုက်တဲ့အချိန်မှာ28ရက်ကျန်သေးတယ်ပေါ့နော်ဒီအောက်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်က monthly ဝယ်လို့ရတယ် annual ဝယ်လို့ရတယ် monthly မှာဆိုလို့ရှိရင်တော့ unlimited package က ultra မှာဝယ်မယ်ဆိုလို့ရှိရင်တော့28ရက် unlimited package ပါမယ် annual ဝယ်မယ်ဆိုလို့ရှိရင်တော့ ultra တွေမကဘဲနဲ့ plus မှာလည်း unlimited season package တွေပါလိမ့်မယ်ဒါပေမဲ့တခုရှိတာကကိုလူအနေနဲ့ unlimited season ပါတဲ့ package ကိုဝယ်လိုက်တဲ့ထားပါတော့ဒါပေမဲ့အဲ့ဝယ်လိုက်တဲ့ package က MCP CLI တို့ပြီးလို့ရှိရင် Canvas တို့မှာသူကသုံးလို့ရမှာမဟုတ်ဘူးဒီ video ဆိုတဲ့အောက်က video generation မှာပဲသွားပြီးတော့အသုံးပြုလို့ရမှာကျွန်တော်တို့ package ဝယ်ထားတယ်ဆိုလို့ရှိရင်တော့ဒီမှာ model ကိုရွေးလိုက်တယ်ဆိုလို့ရှိရင် Sedan 2.0 fast enhance ဆိုပြီးတော့ဒီမှာလာပြီးတော့ပေါ်နေလိမ့်မယ်အဲ့လေးကိုအသုံးပြုပြီးတော့ generate လုပ်တယ်ဆိုလို့ရှိရင်သူပေးထားတဲ့ expire ရက်မတိုင်ခင်မှာကိုလိုက Sedan ကို unlimited နဲ့ share အမုံကြုံလို့ရတယ် share ထုတ်လို့ရတယ်အဲ့တော့ pricing အနေနဲ့ပြန်သုံးသပ်ရမယ်ဆိုလို့ရှိရင်ကိုလိုကဒီမှာ monthly ပဲဝင်မယ်ဆိုလို့ရှိရင်เนาะ unlimited ရချင်တယ်ဆိုလို့ရှိရင်ဒီ ultra plan package ကိုဝယ်မှပဲရလိမ့်မယ် ultra plan package က$129ပေးရတယ်မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့9,800,000ကျော်တယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုဝယ်ရမလဲဆိုလို့ရှိရင်သူ့ရဲ့ဒီ official site ကနေပြီးတော့ကိုယ့်ရဲ့ master card အသုံးပြုပြီးတော့ပဲဝယ်မှရမယ်အဲ့တော့ကိုလိုအနေနဲ့ကိုမှာ story ကောင်းကောင်းတစ်ခုရှိပြီးတော့ movie တစ်ခုဖန်တီးခြင်းနဲ့ဆိုလို့ရှိရင်เนาะ HV ကအခုပေးထားတဲ့ unlimited season package ကိုအသုံးပြုပြီးတော့ဒီရက်ပိုင်းကာလအတွင်းမှာကိုလိုစိတ်ကြိုက် movie sense story တွေအကုန်လုံးကိုထုတ်ဖို့အတွက်ကျွန်တော်လာပြီးတော့အကြောင်းကြားခြင်းဖြစ်ပါတယ်အဲ့တော့ unlimited ဆိုတော့ကိုလိုတွေစိတ်ကြိုက်ထုတ်အကြိုက်ထုတ်သူ့ရဲ့ထဲမှာအဝါထုတ်လို့ရသလို sedan အင်ဂျင်သုံးထားတဲ့အတွက်ကြောင့်မို့လို့လဲကိုလိုစိတ်တိုင်းကြမှာတည်ကြပါတယ်ကျွန်တော်လည်း sedan ကိုအသုံးရတာအရင်သဘောကျနေတာမို့လို့ကိုလိုတွေအကုန်လုံးကိုလာပြီးညှောက်ပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ domain knowledge telegram channel လေးမှာ YouTube တို့ TikTok တို့ဒီလိုမျိုး social media ပေါ်မှာတင်လို့မရတဲ့ resource တွေ file တွေ video တွေကို download လုပ်လို့ရအောင်ကျွန်တော် Telegram channel လေးမှာတင်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ Telegram channel လေးကို join ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် see you guys next time